ဆက်လက်ပြီးမြန်မာတို့ရဲ့ထုံးတမ်းစင်လာနဲ့အညီမင်္ဂလာမောင်နှံအားမင်္ဂလာလက်စွပ်ချီးမြှင့်ပေးရန်ဆရာဦးမြင့်တောင်းတဲ့ဇနီးဒေါ်သီတာအောင်အားရှိုးသေးလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင် Now, according to the earliest custom, the bride and groom will be accorded with the wedding bands from the elders to be wedded. So, Moy and Tun has chosen their beloved lecturer and his wife to have this honor and also to bless their marriage. So, it's giving great pressure to welcome Wu Yin Tao and Dotila on the stage to present the wedding bands to the couple. မင်္ဂလာမောင်နှံအားမင်္ဂလာလက်စွပ်ချီးမြှင့်ပေးသောဆရာဦးမြင့်တောင်းတဲ့ဇနီးဒေါ်သီတာအောင်အားကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဒီလိုနဲ့အတူမင်္ဂလာညစာဆောင်ပွဲလုပ်ဆောင်ရန်အချိန်တိုင်းရောက်နေပါတယ်ရှင်မင်္ဂလာလူသားနဲ့မင်္ဂလာလူမျိုးမှာပြန်လေးကြပါရန်ပန်ကြားပါတယ်ရှင်မင်္ဂလာချင်းရဲ့မြတ်သူရောက်ခဲ့ပြီလက်ထပ်ပွေလီချင်းပါကြတော့မည်